ভালো লাগতেছেဒါကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ငါခိုးလာဖက်တဲ့ဘင်္ဂလားနိုင်ငံသားတွေကိုနေပြီးတော့အာခတ်တက်တော့ AA ကနေပြီးတော့ပြန်လွှဲပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ဒီကောင်တွေကနေပြီးတော့မကြာခဏဆိုသလိုနေပြီးတော့ရခိုင်ရေးပိုင်တိုင်းထဲကိုနေပြီးတော့ငါခဏခဏလာခိုးဖက်တာရှိတယ်အာခတ်တက်တော့ AA ကနေပြီးတော့ထိန်းသိမ်းထားတဲ့9ရက်တပတ်ပြန်လွှဲပေးလိုက်တယ်ပြန်လာတဲ့ဒီကောင်တွေကနေပြီးတော့အေးလို့ဒီကောင်တွေကိုနေပြီးတော့ငါလာခိုးဖက်တဲ့ဒီကောင်တွေကိုထောင်တယ်ရှာပြရမယ်နှစ်နှစ်သုံးနှစ်ဆိုတော့အဲ့လိုရှာပြရမယ်မဟုတ်ရင်ဒီကောင်တွေကမကြာခဏဆိုတော့ဒီလိုရခိုင်ရေပင်တဲ့ထဲကိုလာမယ်ရခိုင်ပြည်သူလူထုတွေကိုနေပြီးတော့ရှင်းချောက်တာလည်းရှိတယ်ရခိုင်ပင်လေပြင်မှာနေပြီးတော့သူတို့တွေကငါခိုးလာဖမ်းတယ်ငါခိုးလာဖမ်းတာတော့မှရခိုင်ပြည်သူတွေနေပြီးတော့ငါရှာနေတဲ့ရခိုင်ပြည်သူတွေနေပြီးတော့ရှင်းချောက်တာတော့ရှိတယ်ရခိုင်ပြည်သူတွေပိုင်ဆိုင်တဲ့ပိုက်တွေနေပြီးတော့ဓာတ်တွေနဲ့ဖျက်ခုတ်တာတော့သူတို့ယူသွားတာတော့ဒါဒီလိုမျိုးရှိတယ်မကြာခဏဆိုတော့ဒီနေရာမှာနေပြီးတော့စီးရကာလာလည်းဖြစ်တာတွင်းနဲ့နေပြီးတော့ဗာလဲဆိုရင်အာစာအကျန်းဖက်အယောင်ဆောင်ပြီးတော့ဒီငါခိုးဖင်းလာတာလည်းရှိတယ်အေးရေးဖို့တယ်ပြီးတော့ရှုံပြီးတော့တိုက်ခိုက်တာလည်းရှိတယ်ဒီနေရာမှာနေပြီးတော့နော်အာခတက်တော့အေကနေပြီးတော့အင်းနီနာရှင်နိုင်ငံတွေဖြေလို့နားလေခွင့်လို့ပေးထားတယ်ဘင်္ဂလားနိုင်ငံသားတွေကိုနေပြီးတော့ဒါတွေကိုခွင့်ကောင်းယူပြီးတော့ဘင်္ဂလားနိုင်ငံသားတွေကနေပြီးတော့မကြာခဏဆိုတော့ဒီလိုပဲငါခိုးဝင်ဖက်နေကြတယ်ဒီကောင်တွေကိုထီထီရယူရမယ်ထီထီလာမယူဘူးဆိုရင်ဒီလိုပဲပြန်လွှဲပေးလိုက်တယ်ပြန်လွှဲပြီးပြန်လာမယ်ဒီကောင်တွေကတင်ပြီးတော့နော်ဒီကောင်တွေကိုနေပြီးထောင်တယ်ကနေပြီးတော့3နှစ်5နှစ်အဲ့လိုရှာမြဲလို့ရတယ်နော်နိုင်ငံနေပြီးတော့ဝင်ရောက်ငါခိုးဖမ်းဝင်ရောက်မှုနဲ့နေပြီးတော့ထောင်တယ်5 6နှစ်အဲ့လိုရှာပြရမယ်ဒီလိုမရှာဘူးဆိုရင်တော့မကြာခဏဒီလိုပဲလွှဲပေးလိုက်ပြန်လာမယ်အဲ့ဒါဆိုရင်အာခတ်တက်တော့ AA ရဲ့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးရင်9ရက်တပတ်ကြာပြန်လွှဲပေးသူတို့ကဒီအခွင့်အရေးသိတယ်ခွင့်ရသိတော့ဘယ်လိုလုပ်လဲဆိုရင်ပြန်လာတယ်ပြန်ဖမ်းတယ်ဖမ်းခံထီးရင်လည်းပြန်လွှဲတာပဲသူတို့ကဒီအခွင့်အရေးကိုသိတယ်သိရင်ဒီလိုလာတယ်ဒီလိုသူတို့တွေကိုထီထီရောက်ကြောက်တော့နေပြီးတော့အာခတ်တက်တော့ AA ကနေပြီးတော့ထောင်တယ်တွေ5 6နှစ်အေးလိုရှာပြရမယ်ဒီကောင်တွေကနေပြီးတော့ဒီလိုမှကြောက်မှာမဟုတ်ရင်ဒီလိုပဲလာခိုးဖမ်းမယ်ဒီနေရာမှာနေပြီးတော့အာစာကျန်းတဲ့ဘင်္ဂလီတွေကနေပြီးတော့ပါလာနိုင်တယ်ဘင်္ဂလားနိုင်ငံသားနဲ့အာစာအကျန်းဖမ်းနေဆိုခွေးလို့ရတာမဟုတ်ဘူးနော်အယုတ်တွေကလည်းအကုန်လုံးတူပဲဆင်ကြတာဆိုတော့အာခတက်တော့ AA ကလုံချုံကြီးယူထားတဲ့ကန်းကင်ဆောက်တွေကနေပြီးတော့ကန်းတွေကိုတနေ့ကိုလှည့်ပဲပြီးတော့သွားနေတဲ့အချိန်မှာအာခတက်တော့ AA ကရေးဖို့တွေအများကြီးဆိုရင်လှမ်းလို့မပြေဘူးအာခတက်တော့ AA ရေးဖို့တွေကနင်းနေလောက်ဆိုရင်ပြင်ပြီးလှမ်းပြေးတာတို့ဗဒါရှိတယ်ဒီလိုတော့နော်ဒီကောင်တွေကိုထီထီရယူရမယ်မောရင်တော့ဒီကောင်တွေကအာနာမှုတွေမရှိဘူးပြန်လှည့်ပြေးတယ်ပြန်လာတယ်လူလိုပြလို့လူလိုနားမလီဘူးဒီဘင်္ဂလားနိုင်ငံသားတွေကနေပြီးတော့နော်အာခတက်တော့ AA ကနေပြီးတော့အင်းနီနာရှင်နိုင်ငံတွေဖြစ်လို့စစ်သဘောထားကြီးကြီးနဲ့နေပြီးတော့ခွင့်လဲနားလေပေးထားတာဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဘင်္ဂလားနိုင်ငံသားတွေကမှကြာခဏဆိုတဲ့လိုမျိုး9တယ်လာခိုးဖမ်းတာရှိတယ်နော်ဒါတွေကိုနေပြီးတော့ဘင်္ဂလားအစိုးရကနေပြီးတော့တားမြိုက်ထားဖို့လို့တယ်ကိုယ့်ရဲ့နိုင်ငံသားကိုနေပြီးတော့နောက်ဆိုရင်မကောင်းဘူးဘာဖြစ်လို့လဲဆိုရင်ဒီနိုင်ငံနဲ့ဟိုနိုင်ငံဆိုတာကစကင်စင်မြေရှာတဲ့ရှိတယ်ပင်လယ်ကိုနေပြီးတော့ဒီကိုရဲ့ပိုင်ဆိုင်တဲ့ပင်လယ်မှာပဲသူငါဖမ်းခွင့်ရှိတယ်အခုကကျူးကျော်ဝင်ရောက်ပြီးတော့ငါခိုးဖမ်းတာရှိတယ်ဒါတွေကိုနေပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ကိုရဲ့လူတွေကိုထိန်းသိမ်းထားဖို့လိုတယ်ဒီလိုမကြငါခိုးဖမ်းနေဆိုတော့အာခတ်တက်တော့အေကနဲ့ဖမ်းလိုက်ပြန်လွှဲပေးလိုက်ဖမ်းလိုက်ပြန်လွှဲမယ်အလုပ်တွေကရှုပ်နေရောနော်အဲ့ဒါကိုနားလေသဘောပေါက်ဖို့လိုတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကနေပြီးတော့ခမရတော့ပိုင်ဆိုင်တဲ့ပင်လယ်မှာပဲဖမ်းငါအဲ့ဒါဆိုရင်ဘာမှပြေးမရှိဘူးဒီအခုကနေပြီးတော့အာခရေပိုင်းနိုင်ထဲကိုနေပြီးတော့9လခိုးဖမ်းတယ်ဆိုတော့ခမရတို့ကိုနေပြီးတော့ထောင်တယ်တွေကနေပြီးတော့9နဲ့6နဲ့ဆိုတော့အဲ့လိုရှာပြလို့ရတယ်နော်ခမရတို့ကိုနေပြီးတော့ international နိုင်ငံတွေဖြစ်လို့
အာခတက်တော့ A ကနေပြီးတော့စစ်သဘောထားကြီးကြီးနဲ့နေပြီးတော့ခွင့်လဲနားလေပေးထားတာအဲ့ဒီခွင့်ရေးတွေကိုနေပြီးတော့ခင်ဗျားတို့နားလေသဘောပေါက်ဖို့လိုတယ်ဒီလိုမကြာခဏဆိုတဲ့လိုမျိုးလာနေရင်တော့နောက်ဆိုရင်အာခတက်တော့ A ကနေပြီးတော့ထောင်ထဲက4-5ရှောင်းနဲ့ရှာပေးလိုက်ရင်နှစ်နိုင်ငံနေပြီးတော့မျက်နှာမိုက်တွေဖြစ်ကုန်တယ်နော်ခင်ဗျားတို့ကငါခိုးဖမ်းတာတော့မကသေးဘူးရခိုင်လူမျိုးတွေကိုတော့မှရှင်းချောက်သေးတယ်ရခိုင်လူမျိုးတွေပိုင်ဆိုင်တဲ့ပိုက်တွေကိုနေပြီးတော့ဒါနဲ့ခုတ်ဖြတ်တာတို့ယူသွားတာတို့ဒီလိုမျိုးရှိတယ်ရခိုင်လူမျိုးတွေကနေပြီးတော့ငါးရှာနေတဲ့ရခိုင်လူမျိုးတွေတော့မှငါးမရှာထွက်ရဘူးဖြစ်နေဘာဖြစ်လို့ဆိုရင်ခင်ဗျားတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကနေပြီးတော့ဒီလိုပဲမကြာခဏဆိုလို့ရှင်းချောက်ထားတာရှိလို့နေပြီးတော့ရခိုင်လူမျိုးတွေကနေပြီးတော့ငါးရှာထွက်ရတော့မှတိုက်မရှိဘူးနော်ငါးရှာရင်တော့မကသေးဘူးခင်ဗျားတို့ကနေပြီးတော့ဒေသခံရခိုင်လူမျိုးတွေကတော့မှချင်းချောက်သေးတယ်ဆိုတော့ခင်ဗျားတို့တော်တော့ကိုတရားလွင်တော့ပြီဒါကနေပြီးတော့နော်တော်တော့ကိုတရားလွင်တော့ပြီတရေမိုးနေရမိုးခင်ဗျားတို့နိုင်ငံသားတွေကဒီလိုပဲငါးလာခိုးဖမ်းနေတာကနေပြီးတော့ဒီနေရာမှာအာခတက်တော့အေးဖြစ်နေလို့ဒီနေရာမှာအရင်တုန်းကအုပ်ချုပ်ခဲ့တဲ့မင်းအွန်လိုင်းစစ်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ရှင်တို့ကဆိုရင်ခင်ဗျားတို့ဒီလိုငါခိုးဖမ်းလို့ရလားမရဘူးနော်ဖမ်းတာဆိုရင်ခင်ဗျားတို့ကထောင်ထဲမှာတခါတည်းစစ်ကိုနှိုက်ဆိုတော့ဒီတန်းပြီးထိလိုက်ရမှာထိလိုက်တာနော်ခုကနေပြီးတော့အာခပြည်သူအစိုးရကနေပြီးတော့နားလဲခွင့်လဲပေးထားတယ်ဒါဟာတွေကိုအခွင့်အရေးယူပြီးတော့မကြပဲဒီလိုပဲလာနေပြန်လွှဲပဲဒီလိုပဲလာတယ်ခင်ဗျားတို့လူဆိုရင်လူလိုနားလေရတယ်နော်စစ်ပွဲကာလဖြစ်လို့နေပြီးတော့တားမြိုက်ထားတာဒီနော်ခင်ဗျားတို့ဘင်္ဂလီအကျန်းဖက်တွေနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ငါဖမ်းခင်ဆောင်ပြီးတော့လာတဲ့ဟာအာခတက်တော့အိမ်နေပြီးတော့ရှုံတိုက်ခိုက်တာတော့ရှိတယ်ဒါနဲ့နေပြီးတော့တားမြစ်ထားတာရှိတယ်နော်တိုင်းရေးပြည်ရေးကာလကောင်းတယ်ဆိုရင်တော့အေးလောက်ထိဟိုပြမယ်ဆိုရင်ဖန်စီတာတို့ငါရှာတာတို့အေးလောက်ထိမလို့ဘာဖြစ်လို့ဆိုရင်အခုကခင်ဗျားတို့အာစာအကျန်းဖက်ဘင်္ဂလီတွေကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကပဲရှီကုတ်ယူပြီးတော့ဒီတော့အာခတက်တော့အေးကိုနေပြီးတော့ရှင်ခုန်တိုက်ခိုက်တာတော့ရှိတယ်အေးဒါနဲ့တားမြစ်ရှင်းဖြစ်တယ်နော်ဒါတွေကိုနေပြီးတော့ခွင်းကောင်းယူပြီးတော့အာစာအကျန်းဖက်ဘင်္ဂလီတွေကနေပြီးတော့ငါဖမ်းသမားရောင်ဆောင်ပြီးတော့အာခတက်တော့အေးကိုနေပြီးတော့မကြာခဏဆိုလို့နေပြီးတော့ချောင်းပြေးတာလို့ရှိတယ်နော်အာခတက်တော့အေးကချောင်းပြန်ပြီးပြေးလိုက်တယ်ဆိုရင်ဘာပြောလာလဲဆိုရင်ဘင်္ဂလားနိုင်ငံသားငါဖမ်းနေတာအာခတက်တော့အေးကလှမ်းပြေးတယ်ဆိုပြီးတော့လာပြီးတယ်နော်ဒီလိုခေါင်းဆိုင်တွေပဲလာတင်တယ်ခဏနော်ရင်းနှီးသွားတဲ့တခါအာခတက်တော့အေးကနေပြီးတော့လှမ်းဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ခိုးရင်လာတဲ့ဘင်္ဂလီအကျန်းဖက်အာစာတွေကနေပြီးတော့အာခတက်တော့အေကိုနေပြီးတော့လှမ်းပြေးတယ်အာခတက်တော့အေကနေပြီးလှမ်းပြေးလိုက်တော့ခွေးပြေးရတဲ့အချိန်မှာသူတို့ကနေပြီးတော့အင်တာဗျူးတွေပါလို့ဘယ်လိုဖြေလဲဆိုရင်ကျွန်တော်တို့ကအာစာအကျန်းဖက်ဘင်္ဂလီတွေမဟုတ်ဘူးကျွန်တော်တို့ကငါးရှာသွားရင်လည်းဘင်္ဂလားနိုင်ငံသားတွေပါဒီလိုပဲလာတဲ့နေမှာနေပြီးတော့နော်ခင်ဗျားတို့အကြောင်းတွေကိုနေပြီးတော့ကဘာကနေတည်တယ်နော် BGB ကနေပြီးတော့လေဒီဘင်္ဂလီအကျန်းဖက်အာစာတွေကိုနေပြီးတော့မွေးထားတာဆိုတော့နော်နှစ်ပေါက်တစ်ပေါက်ရိုက်နေတယ်ခင်ဗျားတို့ဒါတွေကိုလည်းသိတယ်ခင်ဗျားတို့လည်းကျွန်တော်အချင်းချင်းခါဗီဒီယိုဖိုင်မှာပြတယ်နော်အာခတက်တော့အေကိုနေပြီးတော့သွားမလုံးနဲ့ကြားကောင်းမှသမ်းမရှာနဲ့ကျွန်တော်အချင်းချင်းခါလေးပြတယ်အာခတက်တော့အေကနေပြီးတော့ကင်လိုက်ရင်ဆိုရင်ခင်ဗျားတို့ခွေးပြေးရမယ်ဆိုတော့ကျွန်တော်လေးပြတယ်မကြခင်မကြတော့ဘူးနော်ကင်လိုက်ပါဖြစ်တော့ခွေးပြေးရတယ်နော်ခုလည်းအေးလို့ခွဲရေးရတော့ခွဲရေးကိုသုံးချနေတယ်ဒီကောင်တွေကနေပြီးတော့နော်အာခတက်တော့အေကနေပြီးတော့ထိထိရရေးယူလိုက်မယ်ဆိုရင်ဒီကောင်တွေကမလာတော့ဘူးကြောက်မှာနော်